ဒီတာသမီရှိတဲ့မိဘလားကိုတာသမီလေးကဒီလိုဖြစ်ခဲ့ရင်ဆိုတော့ခံစားချက်နဲ့ဒီလိုစိတ်ကောင်းပါမယ်ကျွန်တော်တို့လည်းတာသမီရှိတဲ့ဖြစ်ခဲ့ကြအောင်တက်ပြီးပြင်စားပါအဲ့တော့သူ့ကိုကျွန်တော်တို့အားလေးဖြစ်ပြီးစပါမယ်ကျေးဇူးပြုငတ်တဲ့ရန်လေးလာမှာညီလူဖိုင်နေဖိုင်နေဖိုင်နေသမီးကလေးကိုအနီးကပ်ဆောင်ဆောင်လာနော်ဒီပါဠိကလေးနာမှာသမီးစီပါထားတယ်နော်အချိန်ကြီးဘုရားတော်ကိုလည်းစောင့်ပြီးပါမှာရမ်းချစ်တယ်နော်ငယ်ချစ်ပါနဲ့သမီးကလာလာလေးပြန်ရမမအမေလည်းနော်မမတို့ရှိတယ်ခွင့်ပြုရအောင်ပါလေစကားရစီပါလိဖိုင်တီတယ်တယ်လည်းကြည့်ပါမလေးဖိုင်တီအမအမီးရဲ့အစီအစဉ်ကိုလူကြီးတမီးလေးခုလိုဖြစ်သွားတာမိကြီးရန်ကိုစစားပါဘူးစိတ်ထဲမှာတော်တော်လေးဝင်နေတဲ့စိတ်ကောင်းဒါပေမဲ့မအစိုးရကြီးကောင်းနေတာပါပါနော်မလေးမအရင်ကောင်းနေဆရာတော်မမတို့ရှိတယ်မတော်လည်းရှိတယ်တော့မှတော့ဖိုက်တင်ပါဒီလိုပါလေဒီနေ့ညမှာအားလုံးဒီကိုဝမ်းအားပေးကြတဲ့လူတွေဆက်ဆံနေကြည့်နေကြပါမယ်